ပြီးနေကြတဲ့ကိုကွက်လာပြီဗျာနော်တဲ့ကိုကွက်လာပြီတော့ပြောကြရလေးရှိသေးတယ်ကိုနေ့ကလွှင့်လာတဲ့ live break ဟုတ်လား live break က9 break နော်9 break ဆိုတော့89843934တတိထားမယ်နော်ဒီနေ့အဲ့ break မှာကျုပ်ရေးတာမှားထားတယ်အဲ့ဒီ site ပြတ်မယ်ဆိုရင်တော့ဒီ site လာလိမ့်မယ်နော်ဒီမှာရထားတယ်2 break ရတယ်2 break ရတာတော့20အောက်ကွက်အပိတ်ကဒီတိုင်းဆက်ပြီးရင်တော့ကိုဖြစ်ခြင်းနဲ့ဆိုရင်3 ညပိတ်ဆိုတော့ညာငါအပိတ်ဆိုတော့ဒီနှစ်ဆိုတော့နှစ်ခွန်ထိတ်ဖြစ်သွားမှာနော်နှစ်ခွန်ထိတ်ဖြစ်သွားမှာဆိုတော့ဒီမှာလဲ3 ည6593 ည7 နှစ်ခွန်3 ညဆိုရင်ဒီမှာ8နဲ့အောက်မှာ2 ပိတ်လာမှာ3 ညဖြစ်ဟုတ်လား3 ည5ပိတ်3 ည20နှစ်5 90ခွန်5အဲ့ကောင်ကပေးနေကြခဏပေးနေတာဆိုတော့ထိုးပြောတယ်20နှစ်5 90ခွန်5နော်အမှဟိုဒီကောင်ကလွဲနေတယ်ဒီနေ့မှာ96ကြီးဖြစ်နေတယ်လားညီကိုမဲလိုက်တယ်လို့96ကြီးဖြစ်နေအဲ့ဒါပြင်းထားတယ်အဲ့ဒါဒါလေးတစ်ခါပြန်လွှင့်ပေးတာဒီ live break က break အဓိကထားလိုက်ရမှာဒီမှာ98 9လိမ့်တော့ဟုတ်လား6ပြည့်ပြန်ကြယူထားတာမကြိုက်ဘူးပြန်ပယ်လိုက်90နဲ့လေးလိုက်ဟုတ်လားငါတို့ live break ငါတို့ကတော့ break ကိုအဓိကထားလိုက်တာထိုးကွက်ကတော့ဒါလက်ဆောင်ပေးထားတာဒီကပေးမလားဒီ site တစ်ကပေးမလားဒီအစ်လေးကပေးမလားဒီပေးနေကြပေးမလားဒီကိုမလာသေးဘူးနော်မနေ့က8968ဒီလိုပါလို့တော့ ਨੇ ခွန်ကိုပြောင်းလာတာပရိထားနော်ခွန်ကို3 နေရ3ထိတ်ကတော့မကြိုက်ဘူး3ထိတ်မကြိုက်ဘူးမနေ့ကဖောက်သွားတာဒီမှာ3ကို3နဲ့ပေါင်း6ထိတ်မရှိခွန်ကို3နဲ့ပေါင်း3 ညထိတ်မရှိ5ကို3နဲ့ပေါင်း8ထိတ်မရှိ3ကို3နဲ့ပေါင်း6ထိတ်မရှိ8ကို3နဲ့ပေါင်း1ထိတ်မရှိ6ကို3နဲ့ပေါင်း9ထိတ်မရှိ5ကို3နဲ့ပေါင်း8ထိတ်မရှိခွန်ကို3နဲ့ပေါင်း3 ညထိတ်မရှိဖောက်သွားတယ်3 ညကို3နဲ့ပေါင်း3ထိတ်မရှိဘူးဒါဖောက်ရင်ဒီကောင်ဖောက်မှာဒါအပေါ်ကဟာတတိထား